Good evening, everyone. Welcome to my channel. Slow English Speaking. ဒီနေ့မှာတော့ကျွန်တော်ကဘာလို့ share ပေးမလဲဆိုတော့ဒီလက်တွေ့မှာအရင်တောင်းများတဲ့စကားလုံးလေးကိုပြောပြပေးမှာပါအဲ့ဒါဆိုရင်ဆောက်ထိလိုက်ကြည့်ကြရအောင်ဘာလို့ပါမလဲဆိုတော့ Okay ဒီနေ့မှာတော့ maybe ကပြန်ဖြည့်တဲ့စကားလုံးလေးတွေပါဒါပေမဲ့ဒီပြီးပြီလားပေါ့နော်ပြီးပြီလားဆိုတော့ had plus verb 3အဲ့လိုမျိုးပုံစံကိုပြောပြမှာပါ Okay ပထမဆုံးစာကြောင်းပြောကြည့်အောင်ဒီနေ့လေ့ကျင့်ပြီးပြီလားဆိုတော့ Have you practiced today? Have you practiced today? Have you practiced today? Okay. RAC က rack အဲ့လိုထွက်ပါတယ် P ကတော့ part ထောက်ဆိုတော့ part ရာဆိုတော့ prat အဲ့လိုမျိုးထွက်တာပါ practiced today. Okay ဒီမှာတော့ဒီဟုတ်ကဲ့ငါဒီနေ့လေ့ကျင့်ပြီးပြီအဲ့လိုမျိုးပြန်ဖြစ်တဲ့ပုံစံပါနော်အဲ့ဒါဆိုရင်ပြောကြည့်အောင် Yeah, I practiced today. I have practiced today. I have practiced today. Okay အဲ့ဒါဆိုရင် yeah ဆိုတော့ဟုတ်ကဲ့ပေါ့ yes ကိုထွင်ပြပြောတဲ့ modern yes ပုံစံမျိုးပေါ့နော် Okay have verb 3ကတော့လုပ်ပြီးပြီစားပြီးပြီအဲ့လိုမျိုးပုံစံအဲ့ဒါဆိုရင် practiced today practiced ဆိုတော့လေ့ကျင့်ပြီးပြီပေါ့ Okay have practiced လေ့ကျင့်ပြီးပြီပေါ့နော်အဲ့လိုမျိုးပြောတဲ့ပုံစံပေါ့နော် Okay နောက်တစ်ခုက Have you ever broken a bone? Have you ever broken a bone? Have you ever broken a bone? Have you ever broken a bone ဆိုတော့ YouTube ဖူးပြီးပြီလားပေါ့နော် YouTube ဖူးလားပေါ့အဲ့လိုမျိုးပေါ့စံပေါ့နော် Okay အဲ့ဒါဆိုရင်ဒီအငင်းဝါကြလေးနဲ့ပြန်ဖြည့်တဲ့ပေါ့စံပေါ့နော်နောက်တစ်ခုကတော့အဲ့ဒါဆိုရင်ပြောကြည့်အောင် No, I have never broken any bones. No, I have never broken any bones. No, I have never broken any bones. Okay အမြန်ပြောကြည့်အောင် No, I have never broken any bones. I have never broken any bones အဲ့လိုမျိုးပေါ့နော် Okay နောက်တစ်ခုက Have you downloaded the app? Have you downloaded the app? Have you downloaded the app? EIOU ရှင်မှာ TH တဲ့ကို the လို့ထွက်ပါတယ် Okay application down လောက်ဆွဲပြီးပြီလားအဲ့လို download ချပြီးပြီလားအဲ့လိုမျိုးမိတဲ့ပုံစံပေါ့နော်မိတဲ့မိကုန်းပေါ့APP app ဆိုတာတော့ application ကိုအတူကောရေးထားတာပါ Okay အဲ့ဒါဆိုရင်ဒီ negative ပုံစံနဲ့ပဲဒါလည်း negative ပုံစံပဲเนาะပြန်ဖြည့်တဲ့ပုံစံဒါပေမဲ့အတူကောလေးဖြည့်လိုက်တဲ့ပုံစံပေါ့ not yet please not yet please not yet please အဲ့ဒါဆိုရင်မတောင်းရသေးဘူးပေါ့နော်ဥပမာစားပြီးပြီလားလို့မေးလို့ရှိရင်not yet please အတူကောလေးမေးလိုက်လို့ရှိရင်မစားသေးဘူးဆိုတဲ့ date ဖြစ်သွားတယ်နော် Okay ကလောက်ပြီးပြီလားဆိုတော့ not yet please အဲ့လိုမျိုးဖြည့်လို့ရှိရင်မလောက်သေးဘူးအဲ့လိုမျိုး type ပဲပေါ့နော် Okay နောက်တစ်ခုကfine သိပြီးပြီလားဆိုတော့ Have you said the fine? Have you said the fine? Have you said the fine? Okay fine သိပြီးပြီလားပေါ့နော် Okay ဒီမိကုန်းတို့လက်ကြတော့သိပြီးပြီလို့ပြန်ဖြည့်တဲ့ပေါက်စံကိုဖြည့်ပေးထားပါတယ်ဒါပေမဲ့ have ဒီ your already ရောသုံးပေးထားပါတယ်အဲ့ဒါကတော့အရန်ကိုဒီပြီးနေတာကြာပြီဆိုတဲ့ပေါက်စံမျိုးပြောတဲ့ပေါက်စံပါ Yes I have already saved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  have saved have saved လောက်ပဲပြောတာမလောက်လို့ already ပါထပ်ပြောတဲ့ပေါက်စံပေါ့နော်အဲ့လိုမျိုး have already saved have already verb 3အဲ့လိုမျိုးပြီးနေတာကြာပြီအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဖြည့်ပြထားပါတယ် Okay နောက်တစ်ခုကဆုံးဖြတ်ချက်ချပြီးပြီလားhave you made decision have you made decision have you made decision decision ဆိုတာဒီဆုံးဖြတ်ချက်ပေါ့နော် now made made နဲ့ပေါင်းပြီးတော့ verb တစ်ခုလောက်ထားတဲ့ပုံစံ Okay have you made a decision ဆုံးဖြတ်ချက်ချပြီးပြီလား Okay ဒါကတော့ညင်းဝါကြတဲ့နဲ့ပြန်ဖြေပေးထားပါတယ်ငါဆုံးဖြတ်ချက်ချမရဘူးဆိုတော့ No I can't make decision I can't make a decision I can't make a decision make verb 1နဲ့တောင်းရပါတယ်
verb 2နဲ့တောက်လို့မရပါဘူး can တို့ can't တို့နောက်မှ verb 1ပဲလိုက်ပါတယ် okay တနေ့ကိုနန်းလေ့ကျကြမယ် thank you for you watching see you next video YouTube channel လေးကိုလည်း subscribe လုပ်ဖို့မမေ့ပါနဲ့ဗျာကောင်းလုံးလေးပါတင်ထားလိုက်အဲ့ဒါဆိုရင် video အသေးသေးလေးတင်လာတဲ့ notification တက်ပြီးတော့တခါတည်းဝင်လေ့လာလို့ရတော့ပါဗျာ